နီပေါနိုင်ငံရုတ်တရက်ရေကြီးရေလျှံမှုနောက်ဆုံးအခြေအနေနောက်ဆုံးဖြစ်စဉ်အကျဉ်းချုပ်2026ဩဂုတ်26နီပေါနိုင်ငံမြောက်ပိုင်းနှင့်မြစ်ဝှမ်းဒေသများတွင်ဖြစ်ပွားခဲ့သောရုတ်တရက်ရေကြီးရေလျှံမှုကြောင့်လူပေါင်း160ထက်မနည်းသေဆုံးခဲ့ပြီးနိုင်ငံသားခရီးသွားများအပါအဝင်400ကျော်ပျောက်ဆုံးနေဆဲဖြစ်ပါသည်ပျက်စီးဆုံးရှုံးမှုများနှင့်တက်ရောက်မှုများအသက်အန္တရာယ်နှင့်လမ်းပြောက်သူများသေဆုံးသူများပြသည့်အပြင်နိုင်ငံသား400ကျော်ရှာမတွေ့သေးဘဲကယ်ဆယ်ရေးလုပ်ငန်းများဆက်လက်လုပ်ဆောင်နေရပါသည်အခြေခံအဆောက်အအုံလမ်းများတရားများနေအိမ်များနှင့်ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံအများအပြားရေစီးနှင့်အတူမျောပါပျက်စီးခဲ့သည်ဆက်သွယ်ရေးမြို့နယ်အတော်များများတွင်လျှပ်စစ်ဓာတ်အားနှင့်လမ်းပန်းဆက်သွယ်ရေးပြတ်တောက်နေပါသည်ဖြစ်ပွားရသည့်အဓိကအကြောင်းရင်းများငလျင်နှင့်မြေပြိုမှု landslide အပြင်းစားငလျင်ကြောင့်တောင်ပြိုကျကဘုတ်ခေါရှာမြစ်ရေကြောင်းပိတ်ဆို့သွားခဲ့သည်နှင့်မြစ်ရေပိတ်ဆို့မှုကျိုးပေါက်ခြင်းပိတ်ဆို့နေသောဓမ္မတာရေကာတာမြစ်ရေကြောင်းရုတ်တရက်ကျိုးပေါက်သွားသည့်အခါရွှံ့နုံများနှင့်ရေထုအမြောက်များစုန်ဆင်းလာကာရွာများကိုလွှမ်းမိုးသွားခဲ့ခြင်းဖြစ်သည်3ရေခဲတောင်ရေခဲလွှာပြိုကျခြင်းဟိမဝန္တာဒေသတွင်ရေခဲတောင်ရေခဲလွှာပြိုကျမှုများ glacial avalanches ကြောင့်လည်းရေထုပမာဏရုတ်တရက်မြင့်တက်လာခဲ့သည်